ဒီဟာလေးတွေတပြားကိုဘယ်လောက်ထင်လဲတပြားကို9000တပြားကို9000နော်ဒီလိုတပြားကို9000မှာတေချာကြည့်လိုက်တေချာကြည့်လိုက်ဒါငွေပြားတွေဟဲ့လားငွေပြားတွေဒီမှာ1900ဘယ်နှစ်ခုနှစ်ဘာညာတာတကငွေပြားတွေဒါတွေကတပြားကို9000နော်ရှိလို့ရှိရင်ဝယ်တယ်ဒါပေမဲ့သူအစားအစာရှိတယ်ဗောနော်6000 9000 8000 9000တသိန်းကျော်တာလည်းရှိတယ်ဗောနော်ဒါလေးတွေကတော့တပြားကို9000ရှိရင်ရှိတဲ့လောက်ယူတယ်ကျွန်တော်တို့ဒီအပြားကြီးများလို့ရှိရင်ဈေးညီတိုင်းပြီးတော့ယူပေးတယ်ဗောနော်နောက်အိမ်တိုင်းရောက်လာဝယ်ပေးတယ်အပြားကြီးများလို့ရှိရင်အိမ်တိုင်းရောက်ဝယ်ပေးတယ်နော်ဒါတိုင်းသာကိုဝယ်တာတော့မဟုတ်တိုင်းသာကိုဘာနာမလဲနော်ကျွန်တော်တကယ်ချင်းတွေလောက်တာကျွန်တော်တကယ်ချင်းတွေဝယ်တယ်ဒါတော့ကျွန်တော်ဝယ်ထားတာဘာလို့မလဲဆိုတော့ဒါကျွန်တော်ဝါသနာပါလို့နော်ကျွန်တော်ဒါလေးဝယ်ပြီးတော့စုလာတာဒါအပြားဟိုနေပေါ့800ကျော်အပြား800ကျော်ဒါကျွန်တော်ဝါသနာပါလို့ကျွန်တော်ဝယ်ထားတာဒါပေမဲ့ကျွန်တော်တကယ်ချင်းတွေကဒါတွေဝယ်တာကျွန်တော်တကယ်ချင်းတွေကကျွန်တော်ပြန်ဝယ်ထားတာနော်သူတို့ကတော့ဒါလေးတွေရောင်းဝယ်လောက်တာအဲ့တော့ဒါတွေရောင်းမဲ့လူရှိရင်နော်နဲဆိုလဲသူကပစ္စည်းတွေပါများတယ်ဆိုလိုက်ဝယ်ပေးတယ်နောက်ပြီးတော့ဒီမှာဒီလိုဖလားတွေနော်ဒါကတော့ကြီးဖလားလဲဝယ်တယ်ဒါပေမဲ့ငွေဖလားဝယ်တာပေါ့နော်ငွေဒီဟာငွေဖလားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကိုပေါ့နော်အစားတသိန်းကျော်တွေပါလေဖြစ်တယ်အဲ့လိုပေါ့ဈေးအစားပဲနော်ကျက်သားကိုတသိန်းကျော်30သားကို10သိန်းကျော်အဲ့လိုပေါ့နော်သူငွေကောင်းရင်ကောင်းတယ်လို့ပေါ့မကောင်းရင်မကောင်းတယ်လို့ကောင်းရင်ကောင်းတယ်လို့သူကဝယ်ပေးတယ်နော်နောက်925ကြိုးတွေ925ဆွဲကြိုးတွေဟမ်ချိန်းတွေကုန်ဝယ်တယ်အကုန်ဝယ်တယ်နော်ငွေဆိုရင်ငွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကြိုးကန်အကုန်ဝယ်တယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ပြတာကျွန်တော်ဝယ်တဲ့ဟာလေးတွေရောင်းရင်လည်းကျွန်တော်ချက်ပေါက်ကိုလာပို့ထားလို့ရတယ်ပုံလေးတွေလာပို့ထားလို့ရသူကျွန်တော်အခုပြထားတဲ့ကျွန်တော်တကယ်ချင်းအကောင့်မှာလည်းသွားပြီးတော့ရောင်းလို့ရတယ်နော်ဒီမှာဒါပြထားတာဒီမှာတပြားကိုဒါ9000ဒီလိုတပြားကို9000နော်ကျွန်တော်တို့ဆိုဒါဆိုရင်ဟို1000လောက်ပေးကျွန်တော်ရောင်းလိုက်ကျွန်တော်တို့ကတော့တန်ဖိုးမရှိဘူးပေါ့သူတို့တန်ဖိုးသိတဲ့လူကြတဲ့တန်ဖိုးရှိတယ်နော်ဒါဒီငွေပြားလေးတွေဟိုကြီးပြားတွေတော့မရဘူးဒီမှာဒါဆိုအတုမကြီးဒီမှာပုံစံအတူတူပဲဒီမှာပုံစံအတူတူတပုံစံနဲ့ချွတ်ဆိုပဲဒါပေမဲ့ဒါအတုဒါအစစ်ဒါအတုဒါအစစ်ကြည့်တာနော်အတုကမရဘူးနော်ဒါအတုကသွားဒါတွေကအစစ်တွေရတယ်နော်ကိုယ်အိမ်မှာရှိလို့ရှိရင်လက်ကားတက်ပတ်သက်နေမြုပ်နေမဲ့ရောင်းစားပလိုက်နော်ဒါကျွန်တော်လည်းပွဲကလည်းမရဘူးနော်အဲ့မှာကျွန်တော်တကယ်ချင်းအကောင့်လေးကျွန်တော်ချပေးထားတယ်အဲ့မှာသွားရောင်းလိုက်ကျွန်တော်ချက်ပေါက်တွေကနေလာပို့လို့လည်းရတယ်ကျွန်တော် Viber နေပို့လို့လည်းရတယ်နော်ကျွန်တော်တို့ပြပြီးတော့ဟိုမရှိဘဲနဲ့တော့လာမပြနော်ကိုယ့်လက်ထဲမှာရှိမှဓာတ်ပုံရိုက်ပြီးတော့ပြမရှိတဲ့ဟာတော့မပြနဲ့နော်ဒါဂျားတွေကကျွန်တော်တကယ်ချင်းရင်းနေဟိုငယ်တွေကနေလာတဲ့တကယ်ချင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါဂျားတွေကနေပြီးတော့ကြော်ညာတာပါနော်နောက်ပြီးတော့ပစ္စည်းရှိတဲ့လူတွေကိုပစ္စည်းတွေရောင်းရမှမသိဖြစ်နေလို့ရှိရင်အလကားဖြစ်မှာနော်ဒီလိုငွေဖလားတွေငွေခွက်တွေငွေရင်တွေငွေထုံးထဲတဲ့ဘူးတွေပေါ့နော်ငွေလင်ပန်းတွေအကုန်ဝယ်တယ်ငွေနဲ့ပတ်သက်တဲ့အရုပ်တွေဘာတွေအစားအကုန်ဝယ်တယ်ဗျာနော်အကုန်ဝယ်တယ်ဈေးကတော့ငွေကောင်းရင်ကောင်းတယ်လို့သိန်းကျော်ထိဝယ်တယ်ကျေးဇူးတင်ပါတယ်